လူသားတွေရဲ့ခန္ဓာကိုယ်ဟာအန်အောစရာကောင်းလောက်အောင်ဖွဲ့စည်းထားတာမှန်ပေမဲ့စင်တွေရဲ့အကျွတ်သားဖွဲ့စည်းပုံနဲ့ရှင်လိုက်ရင်တော့သူတို့ဟာတကယ်ကိုမယုံနိုင်စရာသတ္တဝါကြီးတွေဖြစ်နေရကိုတွေ့ရပါလိမ့်မယ်လူသားတစ်ယောက်မှာလှုပ်ရှားသွားလာဖို့အတွက်လုံလောက်တဲ့အကျွတ်သားအရေးအတွက်ရှိနေပြီမဲ့စင်တကောင်မှာတော့လူသားတွေထက်အစာပေါင်းများစွာတာလွန်တဲ့အကျွတ်သားဖွဲ့စည်းပုံရှိပါတယ်အထူးသဖြင့်စင်တကောင်ကတမောင်းတစ်ခုတည်းမှာနေရှိနေတဲ့ကျွတ်သားအရေးအတွက်ဟာလူသားတစ်ကိုယ်လုံးမှာရှိတဲ့ကျွတ်သားစုစုပေါင်းထက်ကိုများစွာတာလွန်နေတာပါဒါဟာသူတို့ကိုမယုံနိုင်လောက်အောင်တန်မာစေသလိုအတချောင်းကိုကောက်ယူနိုင်တဲ့အထိလဲတိကျသေးကြတဲ့ထိန်းချုပ်မှုမျိုးကိုပေးစွမ်းနိုင်ပါတယ်ခန္ဓာကိုယ်ကြီးမားထွားချိုင်းလက်တဲ့အစင်တွေဟာသူတို့ရဲ့ကြီးမားတဲ့အရွယ်အစားကြောင့်လေးလံထိုင်ဝိုင်းနေမယ်လို့ထင်ရပေမယ့်တကယ်တော့သူတို့ရဲ့ကြွက်သားတွေဟာအင်အားတဲ့တွက်လက်မှုကိုအချိုးကျကျပေါင်းဆက်ပေးထားပါတယ်ဒီကြွက်သားထူးကြီးကြောင့်ပဲသူတို့ဟာခက်ခဲတဲ့လှုပ်ရှားမှုတွေကိုအလွယ်တကူပြုလုပ်နိုင်ကြတာဖြစ်ပါတယ်စင်ဒီရဲ့အထူးခြားဆုံးအချက်ကတော့ဒီလောက်ကြီးမားတဲ့ကိုယ်ရည်ကြီးနဲ့လမ်းလျှောက်တဲ့အခါနင်ဂျာတယောက်လိုတိတ်ဆိတ်နေတာပါပဲသူတို့ရဲ့ခြေထောက်တွေမှာတဘာဝကပေးထားတဲ့ကူရှင်လူမှုအသားအလွှာထူထူလေးတွေပါဝင်နေပါတယ်ဒီအလွှာတွေကခန္ဓာကိုယ်ရဲ့အလေးချိန်ကိုထိမ့်ညှိပေးုံနေမကဘူးမြေပြင်နဲ့ထိတွေ့တဲ့အခါမှာလည်းအတန်လုံးဝထွက်မလာအောင်ဆုပ်ယူပေးထားပါတယ်ဒါကြောင့်စင်အုပ်ကြီးတအုပ်ဟာတင့်ရဲ့နာကိုရောက်လာရင်တောင်သတိမထားမိနိုင်တော့အောင်သူတို့ရဲ့လမ်းလျှောက်တန်းကညင်သက်လွန်လာပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ follow လုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့နော်စီစဉ်လေးကိုဒီမှာပဲရပ်ခွင့်ပြုပါခင်ဗျာနောက်စီစဉ်တွေမှာပြန်တွေ့ကြရအောင်ကျွန်တော်ရဲ့တင်ပြမှုလေးကိုကြိုက်နေတဲ့ဆိုရင် like share subscribe တွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ